တေကန်ဘောတွေကြောင့်ဒုက္ခများနေတယ်လီဗာပူးအာဆင်နယ်ကိုတေကန်ဘောဘီရင်ဖြစ်သတ်မှတ်ရင်လီဗာပူးကတေကန်ဘောသဘုံလို့ပြောနိုင်ပါတယ်အာဆင်နယ်ကတေကန်ဘောတွေကိုချစ်သလောက်လီဗာပူးကတော့တေကန်ဘောတွေကိုမုန်းနေပါတယ်လီဗာပူးနီးပြအာနီစလောကတေကန်ဘောတွေနှိပ်စက်လို့ချန်ပီယံလိဝင်ခွင့်မရမှာတော့စိုးရိမ်နေရှာပါတယ်လက်ရှိရာသီပရီးမီးယားလိမှာတေကန်ဘောကနေဂိုးများဆုံးပေးရတဲ့အသင်းဖြစ်ဘုံမောက်ကရက်တည်နေပြီး12ဂိုးထိပေးထားရတာပါဘုံမောက်တင်းရဲ့နောက်မှာလီဗာပူးကတေကန်ဘောကနေ17ဂိုးထိပေးထားတာကဒုတိယအများဆုံးဖြစ်နေပါတယ်ဒါကြောင့်လည်းအာနီစလောကတေကန်ဘောဆိုရင်အတန်တော်မကြားချင်ဘူးဖြစ်နေတာပါပြီးခဲ့တဲ့ရာသီတုန်းကလီဗာပူးကတေကန်ဘောကောက်ွယ်တာကျွမ်းကျင်ခဲ့ပါတယ်ရာသီဝက်ကာလာရောက်တဲ့အထိတေကန်ဘောကနေတကူးမှတော့မပေးခဲ့ရပါဘူးတေကန်ဘောကနေဂိုးတွေခက်လက်လက်ပေးနေရတာကိုလီဗာပူးမဟန်တားနိုင်ရင်ဥရောပပြိုင်ပွဲဝင်ခွင့်တော့မရနိုင်ဘူးလို့လည်းအာနီစလော့စိုးရိမ်နေတာပါလီဗာပူးအနေနဲ့တေကန်ဘောကနေသင်းကူးရရှိတာနဲ့ပေးကိုခွင့်ပြုရတာနိုင်ရှင်တဲ့အခါအနှုတ်လက္ခဏာပြနေပါတယ်အာဆင်နယ်နဲ့မန်ယူကတေကန်ဘောကနေကူရရှိတာနဲ့ပေးကိုခွင့်ပြုရတာနိုင်ရှင်ရင်အပေါင်းလက္ခဏာကြီးကြီးမားမားပြသနေကြတဲ့အသင်းတွေပါလီဗာပူးက Open Play ကနေဂိုးများဆုံးရထားတဲ့အသင်းဖြစ်ရည်တည်နေတာဂုဏ်ယူစရာကောင်းပေမဲ့တေကန်ဘောတွေအခုထက်ပိုကောင်းမှုတော့လိုအပ်နေပါတယ်တေကန်ဘောကျွမ်းကျင်သူတွေရဲ့ခက်ဆိုပြီးရိုးရိုးရှင်းရှင်းအတိတ်ပဲဖွင့်ဆိုနိုင်ပါတယ်အောင်မြင်တဲ့တေကန်ဘောတွေကလေ့ကျင့်ရေးမှာထပ်ခါတလဲလဲလေ့ကျင့်မှုရဲ့အတိအပွင့်နေပါပဲဘရန်ဖို့အသင်းဘောလုံးဒရိုက်တာဖီဂီလက်စ်ကတေကန်ဘောဆိုတာအသင်းငယ်လေးတွေရဲ့လက်နက်သာမကပဲထိတန်းအသင်းတွေရဲ့မဟာဗျူဟာဖြစ်လာပြီးကစားပွဲတစ်ပွဲအတိကအစိပ်ပိုင်းပါလို့တော့ပြောလာပါတယ်တေကန်ဘောကျွမ်းကျင်ပညာရှင်တွေရဲ့အခန်းကဏ္ဍကလည်းပိုပြီးတော့ကြီးမားလာပါပြီအာဆင်နယ်ကနီကိုလက်စ်ယူပါမန်ယူနိုက်တက်ကအန်ဒရီယက်စ်ဂျော့ဆန်ချက်စီကဘာနာဒူကွီဗာဝုဖ်ကဂျက်ဝီစင်တို့ဟာပရီးမီးယားလိရဲ့တေကန်ဘောကျွမ်းကျင်ပညာရှင်တွေပါပဲဒီတိုင်းဆိုရင်လမဦးသင်းတေကန်ဘောတွေပူတိုးတန်အောင်အာနီစလော့အရေးကြီးရှိမှန်းရတော့မယ့်အနေထားပါပဲ M9 Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ